ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပညာရအောင်ဖြည်းဖြည်းချင်းတော့ကျွန်တော်ပြက်ပြပေးသွားပါမယ်ဗျာအပွင့်ပုံချပေးသွားပါမယ်ပြီးတော့ကြောက်တစ်ခုကိုအပွင့်ဘယ်လိုလိုက်ရတယ်လဲဆိုတာလေးတွေကစပေါ့နော်အဲ့တော့ကြောက်တစ်ခုကိုကျွန်တော်တို့အပွင့်လိုက်မယ်တဲ့ဆိုရင်ဘယ်နေရာလေးတွေကအပွင့်ရတယ်ဘယ်နေရာလေးတွေကအပွင့်မရဘူးဆိုတာလေးတွေရောကျွန်တော်တခါလေးပြောပြပေးသွားမှာဖြစ်ပါတယ်အားလုံးမင်္ဂလာပါဗျာအေးရှာကြီးကနေကြိုဆိုပါတယ်ဒီနေ့မှာတော့ဒါတင်နန်းသူမတ်တင်ကြီးအောင်ရဲ့ကြောက်လေးတွေကိုကျွန်တော်အပွင့်ထုတ်ပေးမှာဖြစ်ပါတယ်ဗျာဒါဘယ်လိုအနေထားလေးလဲဆိုတာကြည့်ရအောင်ဗျာပါတယ်နော်အားလုံးပေါင်းအစ9သားပါဗျာဒီ9သားစလုံးကိုကျွန်တော်အပွင့်ထုတ်ပေးမှာဖြစ်ပါတယ်အစောအရင်ဆုံးအပွင့်ထုတ်ပေးမဲ့ကလေးကတော့ဒါလေးဖြစ်ပါတယ်ဒီအစာလေးကိုအရင်ဆုံးအပွင့်ထုတ်ပေးမှာဖြစ်ပါတယ်အဲ့တော့အပွင့်မထုတ်သေးခင်အနေထားမှာဒီကြောက်ရဲ့ကြောက်စီကြောက်သားကျွန်တော်ဖြတ်မဲ့နန်းအနေထားလေးတွေကိုပြပေးပါမယ်အဲ့တော့ဒီကြောက်ဆိုရင်သူကပြောရမယ်ဆိုရင်တော့အနာတက်ရက်တယ်ပေါ့ဗျာအဲ့တော့ဘယ်လိုတက်ရက်လဲဆိုရင်အနာဒီမှာအခုမြင်နေရတဲ့ပုံစံအတိုင်းဆိုအနာလေးကနှစ်ချောင်းပဲပါတယ်ဗျအဲ့တော့ဒီမှာကြည့်လိုက်မယ်နော်အနာလေးကနှစ်ချောင်းပဲပါတယ်ကြောက်စီကြောက်သားကောင်းပါတယ်မော်အနေနဲ့ဆိုရင်တော့ဝေခါဖြစ်ပါတယ်ဗျအဲ့တော့ဝေခါပေါ့ဗျာတချို့ကျတော့လည်းပြောတယ်ပေါ့ဗျာဝေခါမသေးကြဒါပေမဲ့လို့အဓိကတော့ကျွန်တော်တို့ကကြောက်စီကြောက်သားကိုပဲကြည့်ရမှာပေါ့ဗျာကြောက်စီကြောက်သားကောင်းရင်ရတာပါပဲအဲ့တော့ဒါလေးကိုကျွန်တော်အပွင့်ထုတ်ပေးမှာဖြစ်ပါတယ်အရင်ဆုံးတော့ကျွန်တော်နင်းမဲ့နန်းတော့ဒီနန်းကိုနင်းမှာဖြစ်ပါတယ်အဲ့တော့အခုလောလောဆယ်ကျွန်တော်အမြင်ပေါ့နော်ကျွန်တော်အမြင်အနေထားရဆိုရင်တော့လောလောဆယ်သုံးပွင့်ရပါတယ်ဗျတကယ်လို့ဒီဂျားမှာအနာမပါဘူးတဲ့ဆိုရင်တော့ဒါသုံးပွင့်ရတယ်ပေါ့နော်တကယ်လို့အနာပါခဲ့မယ်ဆိုရင်တော့၄ပွင့်၅ပွင့်လောက်တော့ဖြတ်သွားမယ်ထင်ပါတယ်နော်ဒါကတော့ကျွန်တော်တို့ဖြတ်ကြည့်မှသိရင်ပါပေါ့ဗျာကဲကျွန်တော်တို့ဒီနန်းကိုရင်နင်းကြည့်မယ်ဗျာဒီနန်းကိုနင်းမယ်ပေါ့ဗျာဒါလေးကတော့ကျွန်တော်တို့ဖြတ်ပြီးသွားတဲ့အနေထားလေးဖြစ်ပါတယ်ကဲကျွန်တော်နဲ့အတူကြည့်ကြည့်အောင်ဗျာနော်ကဲဘယ်လိုလာမလဲဝါမစိုးဝဲဗျာနော်ဒီကောင်လေးကြည့်ကြည့်အောင်ဗျာနော်ဒီကောင်လေးကကြောက်စီကြောက်သားလေးမစိုးဗျာကြောက်စီကြောက်သားလေးကောင်းတယ်ပေါ့ဗျာကြည့်လိုက်ကြောက်စီကြောက်သားလေးကောင်းတယ်ပေါ့ဗျာဒီနေရာတော့ကျွန်တော်တို့တပွင့်ကောင်းကောင်းရပါတယ်ဗျဆိုတော့ဒီနေရာလေးကိုတော့ကျွန်တော်ပုံချလိုက်တော့မယ်ပေါ့ဗျာအဲ့တော့ပုံမချသေးခင်အနေထားမှာကျွန်တော်ပြပေးမယ်ပေါ့နော်အဲ့တော့ဘယ်လိုပုံချမလဲပေါ့နော်အဲ့တော့သူကဒီမှာအနာလေးတော့ပါတယ်နော်အဲ့တော့ဒီနာလေးမှာတစ်ချက်အနာလေးပါတယ်ပေါ့ဗျာအားလုံးမြင်လာတာမသိမြင်ရမယ်နော်အဲ့တော့ဒီမှာကြည့်ဒီနာလေးမှာအနာလေးတစ်ချက်ပါတယ်အဲ့တော့ဒီဟာလေးကိုတော့ကျွန်တော်ဖယ်မယ်ပေါ့ဗျာနော်ဒီနာလေးတော့မရဘူးပေါ့ဗျာအနာလေးဖယ်မယ်ပြီးရင်ဒီဘက်ကိုကျွန်တော်ကတပွင့်ကောင်းရအောင်ယူမယ်ပေါ့ဗျာကဲဒါလေးကိုအရင်သွားမယ်ဗျာဒါလေးကတော့ကျွန်တော်တို့အပွင့်ပုံချပြီးသွားတဲ့အနေထားလေးဖြစ်ပါတယ်လှပါတယ်ဗျမစိုးဘူးနော်အဲ့ဒါကျွန်တော်တမီးလေးနဲ့တေချာလေးထုတ်ပြပေးပါမယ်ကြောက်စီကြောက်သားလေးကောင်းတယ်ပေါ့ဗျာဒီမှာလေးပါနော်โอเคဒါတော့တပွင့်ရပြီပေါ့ဗျာနောက်ထပ်ကျွန်တော်တို့စစ်မှထုတ်မယ်ဗျာနောက်တော့စစ်ထုတ်ရမယ့်ရလေးကကြံလေးတာဖြစ်တဲ့အတွက်ဒီကောင်လေးလှတယ်ဗျအဲ့တော့ကျွန်တော်တို့ဒီအပေါ်ဘက်ကနင်းလိုက်တော့ဒီဘက်မှာအနာတစ်ချောင်းတွေ့ရတယ်ဗျနော်ဒီအနာကတော့ဖြတ်မဲ့နေတာဖြစ်သွားပြီပေါ့ဗျာနော်ဖြတ်ရမဲ့နေတာဖြစ်သွားပြီလားအဲ့တော့ကျွန်တော်ဒုတိယနန်းအနေနဲ့ကတော့ဒီကောင်ပဲနင်းမှာဖြစ်ပါတယ်နော်အဲ့တော့ဒီဘက်နန်းပေါ့ဗျာsorry ခဏနော်ဒီမှာပေါ့နော်ဒီနန်းကိုကျွန်တော်နင်းမှာဖြစ်ပါတယ်အဲ့တော့ဒီအပေါ်ဘက်ကတော့တပွင့်ကောင်းရမယ်လို့တော့ကျွန်တော်ထင်ထားတယ်ပေါ့ဗျာအဲ့တော့ဒီအတွင်းထဲမှာအနာတော့ဒီဟိုပါပေါ့နော်ပြောမယ်ဆိုအနာစိတ်မဝင်ဘူးတဲ့ဆိုရင်တော့ကျွန်တော်တို့တပွင့်ကောင်းတော့ရအောင်မဲ့အနေထားဖြစ်ပါတယ်ကဲကျွန်တော်ဒီနန်းကိုနင်းမယ်ဗျာဒါလေးကတော့ကျွန်တော်တို့ဖြတ်ပြီးသွားတဲ့အနေထားလေးဖြစ်ပါတယ်ကဲကြည့်ကြည့်အောင်ဗျာနော်ကဲဘယ်လိုလာမလဲတဲ့ကဲကြည့်တာပေါ့ဗျာနော်ဆိုတာတော့နော်အဲ့တော့အနာလေးတော့လုံပါတယ်ဗျာအနာလေးလုံတာဖြစ်တဲ့အတွက်ကျွန်တော်တို့တပွင့်ကောင်းတော့ရတယ်ပေါ့ဗျာအဲ့တော့ဒါပေမဲ့ပယ်ရွယ်တော့နည်းနည်းတော့သေးလိုက်မယ်ဗျာဘာကြောင့်မို့လဲဆိုတော့ဒီထိပ်ဘက်နာလေးမှာအနာလေးတော့ရှိသေးရပါတော့အဲ့တော့ကျွန်တော်ပြမယ်ဗျာသိချလေဒီမှာနော်အနာလေးတွေတော့ရှိသေးတယ်ပေါ့ဗျာအဲ့ဒီအနာလေးတွေကိုကျွန်တော်ဖယ်မယ်
ဆိုဒီဘက်မှာကအနာရှိလားဆိုဒီဘက်မှာတော့အနာတော့မတွေ့ရဘူးဗျာနော်ဆိုဒီအခွန်လေးဖက်မယ်ဒီကအညီလေးဖက်မယ်ပေါ့နော်ဆိုဖက်ပြီးသွားရင်တော့ဒါကျွန်တော်တို့အပွင့်ကောင်းကောင်းလေးတော့ရပါပြီဗျာကျွန်တော်ပုံချမဲ့ပုံစံကတော့ဒီပုံစံလေးပေါ့နော်ဒီနားလေးမှာသူကအနာပါတယ်ပေါ့ဗျာဒီမှာအနာပါတယ်ဆိုအနာပါတော့ကျွန်တော်ဒီတိုင်းလေးနင်းလိုက်မယ်ပေါ့ဒီဘက်ကကျွန်တော်ဒါတော့ကျွန်တော်တို့အခွန်ချွတ်တဲ့အနေထားမျိုးနဲ့သွားမယ်ပေါ့ဗျာပြီးတော့ဒီဘက်မှာသူကအညီဆန်လေးရှိသေးတယ်ပေါ့ဗျာဒီနားလေးမှာအညီလေးဒါလေးလည်းဖယ်အောင်ပဲပေါ့ဗျာဖယ်အောင်မနဲ့ဆိုရင်တော့ကျွန်တော်ပုံပဲ့ပဲတော့နည်းနည်းလေးတော့တေးမှာပေါ့ဗျာဒါပေမဲ့လည်းကြောက်စီကောင်းတာဖြစ်တဲ့အတွက်ရပါတယ်ဗျာကဲအဲ့လိုဆိုရင်တော့ကျွန်တော်တို့အပွင့်ပုံချတဲ့အနေထားလေးကြည့်ကြည့်အောင်ဗျာဒါလေးကတော့ကျွန်တော်တို့အပွင့်ပုံချပြီးသွားတဲ့အနေထားလေးဖြစ်ပါတယ်စိုးတာမစိုးဗျာလာပါတယ်ဗျာကဲဒါလေးကအပွင့်ထုတ်ပုံထုတ်ပြီးဆိုတော့နောက်ထပ်ဆက်ပြီးမှထုတ်တာပေါ့ဗျာနော်โอเคနောက်ထပ်ကကျွန်တော်တို့ဒီကောင်ကိုဆက်ပြီးမှထုတ်မယ်ပေါ့ဗျာဆက်ပြီးမှထုတ်မယ်ဆိုတော့ကလာဒီမှာပေါ့နော်သူကကြည်နေတာမျိုးလေးပါနော်ကြောက်စီရပါတာတေချာကြည့်လိုက်တော့ကျွန်တော်တို့အနာကအလေတက်တက်မှာဝင်သွားပြန်တာဗျာနော်ဆိုဒီမှာကြည့်လိုက်မယ်ဆိုရင်သူကအနာဒီမှာတစ်ချောင်းပေါ့ဗျာနော်ဒီနေရာမှာတစ်ချောင်းဝင်သွားတာပေါ့ဗျာပြီးတော့ဒီဘက်မှာလည်းတစ်ချောင်းဝင်သွားတာပေါ့ဒီဘက်ကတော့အနေကြီးနံပေါ့ဒီကောင်ကိုကျွန်တော်ကအရင်ဆုံးဖြတ်မှာဖြစ်ပါတယ်နော်အဲ့တော့အဲ့ဒီအနာကတော့ဒီဘက်ထဲထိပေါက်တယ်ပေါ့ဗျာဒါကြောင့်မို့ကျွန်တော်ဒီအနာကိုအရင်နေမှာဖြစ်ပါတယ်ကဲကြည့်တာပေါ့ဗျာနော်ဒီမှာပေါ့ဒီနာကိုအရင်နေမှာဖြစ်ပါတယ်ဘာကြောင့်မလဲဆိုတော့ဒီနာအနေကြီးနံပေါ့ဗျာအဲ့ပြီးတော့ကျွန်တော်နောက်ထပ်တစ်ခါတည်းပဲဆက်ပြီးမှနင်းလိုက်မယ်ဗျာဘာကြောင့်မလဲဆိုတော့သူကအနာမြင်နေရတယ်ပေါ့ဗျာနော်ဒီမှာအနာတစ်ချောင်းပါနော်ကျွန်တော်စိုးပိုင်းကကျွန်တော်ရှေ့ပိုင်းကပြောခဲ့တယ်လို့ပေါ့ဒီနေရာမှာအနာတာမရှိဘူးတဲ့ဆိုရင်တော့ကျွန်တော်တို့ပဲ့ကြီးတော့ရတယ်ပေါ့ဗျာဆိုတော့ဒါပေမဲ့အနာကပေါ်လာတာဖြစ်တဲ့အတွက်ပဲ့ကြီးတော့မရတော့ဘူးပေါ့ဗျာအဲ့ဆိုဒီမှာကြည့်လိုက်နော်ပဲမကြည့်ဘူးဆိုရင်ဒါကြီးတေးသေးလေးတော့မဟုတ်ဘူးပေါ့ဗျာအရွယ်စားနေနေဆိုရင်တော့မဆိုးဘူးကြည့်တာတော့ကြည့်ပါတယ်โอเคသူရဲ့အနာကကျွန်တော်တို့ကြည့်ရမယ်ဆိုစောင်းပြီးမှဝင်လာတာဗျဒီမှာပေါ့နော်စောင်းပြီးမှဝင်လာတဲ့သဘောပါအဲ့ဆိုကျွန်တော်တို့ဖြတ်တဲ့အခါကျရင်တော့စောင်းလေးဖြတ်ရမယ်ပေါ့ဗျာကဲကြည့်မယ်လားဟုတ်တယ်ဒီမှာနော်သူအနာစောင်းပြီးမှဝင်လာတဲ့သဘောဖြစ်ပါတယ်ကဲအဲ့လိုဆိုရင်တော့ဖြတ်ကြည့်တာပေါ့ဗျာဒါလေးကတော့ကျွန်တော်ဖြတ်ပြီးသွားတဲ့အနေအထားလေးဖြစ်ပါတယ်ကဲကြည့်အောင်ပြောနော်ကြည့်တာပေါ့ဗျာနော်ဟွာကဲဘယ်လိုလာမလဲဆိုတော့ကြည့်တာပေါ့ဒီကောင်အရင်ကြည့်မယ်ဗျာနော်ဒီကောင်ကလာအနာရှင်းပြီလားဆိုတော့ကြည့်တာပေါ့အနာရှင်းပြီလားတော့ရှင်းတာတော့ရှင်းပါတယ်ဒါပေမဲ့ဒီထိပ်ဘက်နားလေးမှာလေးတော့အနာအကြောင်းလေးတစ်ခုတော့တွေ့ရတယ်ပေါ့ဗျာဒါပေမဲ့ရပါတယ်အဲ့ဒါတော့တိတ်ကိစ္စမရှိဘူးပေါ့ဗျာကျွန်တော်တို့ထည့်လိုက်လို့ရတယ်ပေါ့နော်တခြားနေရာဒီမှာတော့မရှိတော့ဘူးဗျာဒါကျွန်တော်တို့အပွင့်ပုံချလိုက်လို့ရပါပြီအဲ့ဆိုရင်နောက်ထပ်တစ်ခုဆက်ကြည့်တာပေါ့ဗျာနောက်တစ်ခုကအနာစစ်ပါသေးလားပေါ့နော်အနာပါသေးလားဆိုတော့အနာတော့တိတ်မတွေ့ရတော့ဘူးဗျာနော်ဒါလေးကတော့ကျွန်တော်တို့ပုံချရင်းနဲ့ပျောက်တော့မှာပေါ့နော်ဒီကောင်ကအနက်ဖက်လေးဖြစ်ပါတယ်ကဲဒါလေးလည်းကျွန်တော်ခဏနေပုံချလိုက်ပါမယ်ဗျာနော်โอเคဒီကောင်လေးနောက်ထပ်တစ်ခုဆက်ကြည့်မယ်လားနောက်ထပ်တစ်ခုဒီကောင်လေးကတော့အပေါ်ဘက်ကကျွန်တော်ပထမဦးဆုံးနန်းကြည့်ပါဗျာနော်အဲ့ဒါလေးနင်းလိုက်တဲ့လေးဖြစ်ပါတယ်ဒီကောင်ကဒီဘက်မှာကအပွင့်လေးအနေနဲ့ဆိုရင်တော့နည်းနည်းလေးတော့သေးသွားမှာဗျဘယ်ရွယ်သေးရင်တော့တိတ်ရောင်းစားလို့တော့မရဘူးပေါ့ဗျာနော်အဲ့တော့ကြောက်စီလေးတော့နည်းနည်းလေးတော့ကောင်းတယ်ဒါပေမဲ့ဒီထိပ်ဘက်လေးတော့မစိုးဘူးပေါ့ဗျာဒီမှာဒီထိပ်ဘက်လေးအဲ့တော့ကျွန်တော်ဒီထိပ်ဘက်လေးကိုတပွင့်ရအောင်တော့ထုတ်လိုက်ပါမယ်ဗျအဲ့တော့ဒီတပွင့်နဲ့ဆိုရင်တော့ဒီကောင်နဲ့ဆိုရင်တော့သုံးပွင့်ရမှာပေါ့ဗျာအဲ့တော့ဒီဘက်ကတော့နည်းနည်းလေးတော့တူပါသွားတယ်ကြောက်သားလေးလည်းနည်းနည်းကျဲသွားတယ်ပေါ့နော်ဒီဘက်ကအဲ့တော့ကျွန်တော်ဒီဘက်ကိုတော့မထုတ်တော့ဘူးအနာလေးလည်းပါနေတာဖြစ်တဲ့အတွက်အဲ့တော့ကျွန်တော်ဒီဘက်ထိတ်လေးပဲထုတ်မှာဖြစ်ပါတယ်ကဲကြည့်အောင်ဗျာနော်ဒါလေးကတော့ကျွန်တော်တို့သုံးဝင်စလုံးပုံချပြီးသွားတဲ့အနေထားလေးဖြစ်ပါတယ်ကဲကြည့်အောင်ဗျာနော်ဩမစိုးရလှတယ်ပေါ့နော်နည်းနည်းလေးတော့အချွဲကန်လေးတော့ပါတယ်ပေါ့ဗျာ
ကဲအလုံးပေါင်းဆိုရင်အဲ့ဒီတစ္ဆလေးကကျွန်တော်တို့9ပွင့်ရပါတယ်ဗျအဲ့တော့9ပွင့်အနေထားလေးကြီးကြီးတာပေါ့ဗျာနော်ကျွန်တော်အနိကရိုက်ပြပေးပါမယ်โอเค9ပွင့်ရတယ်ပေါ့နော်အချိန်ကလည်းတော်တော်လေးတော့ကြာသွားပြီပေါ့ဗျာကြာသွားတယ်ဖြစ်တဲ့အတွက်ကျွန်တော်ဒီအတစ်ဆ5ခုစလုံးအပွင့်ထုတ်ပြဖို့အတွက်ဆိုတော့ပြီးမှာတော့မဟုတ်ဗျာတော်လောက်နေနော်ဒါကြောင့်မို့ကျွန်တော်2ခုပဲအပွင့်ထုတ်ပြပေးပါမယ်ဗျာအတစ်ဆ2ခုလေးကိုပဲအပွင့်ထုတ်ပြပေးမယ်နော်အဲ့တော့ဒီတစ်ဆလေးကိုနောက်ထပ်ထပ်ပြီးမှထုတ်ပြပေးပါမယ်ဒီတစ်ဆလေးလည်းမစိုးဘူးဗျာကြောက်စီကြောက်သားကောင်းတယ်ပေါ့ဗျာအဲ့တော့မော်ကတော့အလုံးအတူတူပါပဲဗျာမဝေးခါပဲဖြစ်ပါတယ်ကြောက်ပိုင်ရှင်မှာတော့ဒီကြောက်လေးတွေကတော့သူဝယ်ထားတာတော့မဟုတ်ပေါ့ဗျာသူလက်ဆောင်ရထားတဲ့အားလေးတွေဖြစ်ပါတယ်ဒီပတိထုတ်လို့ဘေးကနေပိုတဲ့အားလေးတွေပေါ့ဗျာသူတင်ထားတာတော့နည်းနည်းလောက်ရှိလို့တော့ပြောတယ်ပေါ့ဗျာโอเคကြည့်တာပေါ့ဗျာနော်ဆိုတော့ကျွန်တော်အပွင့်ထုံးမဲ့အနေထားကတော့ဒီဘက်ကိုတပွင့်ရအောင်ထုံးမယ်ဒီဘက်ဇောင်းလေးကိုတပွင့်ရအောင်ထုံးမယ်2ပွင့်ရမယ်ပေါ့ဗျာအဲ့တော့ကြည့်ရတာပေါ့ဗျာကျွန်တော်ဒီဘက်ကိုထုံးမရတော့ပန်းလေးတော့ပါမယ်ပေါ့ဗျာဒီနားလေးပေါ့နော်ခဏနော်ခဲနဲ့အသိမထင်ဖြစ်နေတယ်โอเคကြည့်တာပေါ့ဗျာနော်ဆိုတော့ဒီမှာဗျာနော်ကျွန်တော်ကဒီပန်းနေရာကိုတက်ဖြတ်လိုက်မယ်ပေါ့ဗျာဘာကြောင့်လဲဆိုတော့ဒီမှာလဲတပွင့်ကောင်းကောင်းလေးရအောင်ရင်ပြီးတော့ဒီဘက်မှာလေးတပွင့်ကောင်းကောင်းလေးရအောင်ပေါ့ဗျာဆိုတော့ဒီအားကိုကျွန်တော်တို့တပွင့်နဲ့လှုပ်လို့မရအောင်ဗျာတပွင့်နဲ့လှုပ်လိုက်ရင်သူကရှည်သွားတယ်ပေါ့ဗျာရှည်သွားတော့တိတ်အဆင်မပြေတော့ဘူးပေါ့ကျွန်တော်တို့အပွင့်လိုင်းမှာကျွန်တော်ရှည်ကြီးတွေဆိုရင်မကြိုက်ကြဘူးပေါ့ဗျာလူကြိုက်အများဆုံးကတော့ကျွန်တော်တို့အဝိုင်းပုံရယ်ပြီးတော့ဒီဘဲဥပုံရယ်ပေါ့နော်အဲ့ဒီပုံတွေကတော့လူကြိုက်အများဆုံးပုံဖြစ်ပါတယ်โอเคကြည့်တာပေါ့ဗျာနော်အဲ့ဆိုရင်ကျွန်တော်ဒီတိုင်းပဲဖြတ်ထက်မှာအပွင့်ပုံချမှာဖြစ်ပါတယ်အဲ့ဆိုရင်တော့ကျွန်တော်တို့အပွင့်ပုံချပြီးသွားတဲ့အနေထားလေးကြည့်အောင်ဗျဒါလေးကတော့ကျွန်တော်အပွင့်ပုံချပြီးသွားတဲ့အနေထားလေးဖြစ်ပါတယ်လှပါတယ်ဗျကျွန်တော်ဓာတ်မီးလေးနဲ့ထိုးပြပေးမယ်နော်โอเคကြည့်တာပါဗျာနော်မစိုးဘူးရဒီကောင်လေးကကြောက်စီကြောက်သားကောင်းတယ်ပေါ့ဗျာအစကလေးကမှကြောက်စီကြောက်သားလေးကောင်းဒါလေးကတော့ထေးဖက်ပိုင်းလေးကအချမ်းလေးပေါ့ဗျာအရွယ်သေးသေးလေးတော့ရတာပေါ့ဗျာနော်โอเคနောက်တစ်ခုစစ်ကြည့်တာပေါ့ဗျာနော်နောက်တစ်ခုကနောက်ထပ်တစ်ပွင့်ဒီကောင်ကတော့ပယ်ကြီးပေါ့ဗျာပယ်ကြီးဖြစ်တယ်ပေါ့နော်လှမစိုးဘူးပေါ့နော်အရွယ်ကတော့ကျွန်တော်တို့မောင်ဆော့အနေထားမျိုးရမယ်ပေါ့ဗျာဒီမှာလေးပေါ့အနာလေးလည်းလုံးဝရှင်းပါတယ်ဗျအနာလေးလည်းလုံးဝရှင်းပါတယ်โอเคအားလုံးပေါင်းကျွန်တော်တို့9ပွင့်ရပါတယ်ဗျအားလုံးပေါင်း9ပွင့်ရပါတယ်စိုးစိုးပိုင်းတော့ကျွန်တော်9သားသလုံးဖြတ်ပြပေးမယ်လို့ပေါ့နော်9သားသလုံးဖြတ်ပြပေးမယ်ဆိုရင်အချိန်ကတော်တော်လေးကိုမှကြာသွားမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်နောက်နေ့တွေမှာတော့ဒီကြံသေးတဲ့အစတွေဖြတ်ပြီးမှဖြတ်ပြပေးပါမယ်ဗျအဲ့တော့ကြံသေးတဲ့အစတွေတော့အများကြီးကြံသေးတယ်ပေါ့ဗျာနော်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပညာရအောင်ဖြည်းဖြည်းချင်းတော့ကျွန်တော်ဖြတ်ပြပေးတော့ပါမယ်ဗျအပွင့်ပုံချပေးတော့ပါမယ်ပြီးတော့ကြောက်တစ်ခုကိုအပွင့်ဘယ်လိုလိုက်ရတယ်လဲဆိုတာလေးတွေကစပေါ့နော်အဲ့တော့ကြောက်တစ်ခုကိုကျွန်တော်တို့အပွင့်လိုက်မယ်တဲ့ဆိုရင်ဘယ်နေရာလေးတွေကအပွင့်ရတယ်ဘယ်နေရာလေးတွေကအပွင့်မရဘူးဆိုတာလေးတွေရောကျွန်တော်တခါလေးပြောပြပေးတော့မှာဖြစ်ပါတယ်အားလုံးပေါင်းဆိုရင်တော့ကျွန်တော်9ပွင့်ရပါတယ်ဗျဒီ9ပွင့်ထဲမှာဆိုရင်တော့ကျွန်တော်တို့ဒီ2ပွင့်လေးရတော့မစိုးဘူးပေါ့ဗျာဒီ2ပွင့်လေးရတော့ကြောက်စီကြောက်သားပို့ပြီးမှကောင်းတယ်ပေါ့ကဲဒီဗီဒီယိုလေးကိုကြည့်ရှုအားပေးကြအားလုံးကိုကျေးဇူးတင်ပါတယ်ဗျနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်